Apple အခု March 3 ရက်နေ့မှာ MacBook Air နဲ့ MacBook Pro တွေကို M5 chipset အသစ်နဲ့သူတို့မိတ်ဆက်လိုက်ပြီပေါ့နော်ဆိုတော့အခု MacBook Air ရော MacBook Pro ရောပဲပေါ့နော်ဝယ်ရတာတော်တော်လေးတန်သွားမှာပေါ့လောလောဆယ်အခုတော့ MacBook Air အကြောင်းပြောမယ်ပေါ့နော်ပထမအဆုံးအနေနဲ့ MacBook Air အကြောင်းပြောခင်MacBook Air တွေက chipset ဖြစ်တဲ့ M5 chip ကိုပြောရမှာပေါ့နော် M5 chip ကကြတော့အခု MacBook Air ဖြစ်ဖြစ် Pro ဖြစ်ဖြစ်သူစီမှာ base M5 chip မှာ10 core CPU 10 core GPU နဲ့လာတော့မှာပေါ့နော်ပြီးတော့သူ့ရဲ့GPU ကိုတစ်ခုချင်းစီမှာneural accelerator လည်းပါလာမှာဖြစ်ပါတယ်အဲ့ဒီ neural accelerator ကဘာကိုထောက်ပံ့ပေးမလဲဆိုတော့ AI function တွေကိုပေါ့နော်ဆိုတော့အခုလောလောဆယ် M5 MacBook Air က M4 MacBook Air ထက်ဆိုင်ပိုပြီးမြန်လာမယ့်သဘောနေထားမှာရှိတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ RAM ကလည်းပိုပြီးတော့speed မြင့်သွားပြီbaseline ကတော့ 16GB RAM နဲ့ပဲစမှာဖြစ်ပါတယ်နောက်တစ်ခုပြောင်းရတာကကြတော့ဒီ MacBook Air မှာပါလာတဲ့ webcam ပေါ့နော်ဒီ webcam ကကြတော့အခု12 megapixel center stage camera ဖြစ်သွားပြီအရင်တော့ camera ထက်ဆိုင်ပိုပြီးတော့ကောင်းလာလိမ့်မယ် center stage ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုsubject ကို follow လုပ်ထားလို့လည်းရလိမ့်မယ်ပြီးတော့ဒီ M5 MacBook Air တွေမှာ Apple ရဲ့သူ့ရဲ့ကိုယ်ပိုင် network chip ဖြစ်တဲ့ N1 chip ကိုထည့်ပေးလိုက်ရပါတော့အဲ့အတွက်ကြောင့်မလို့ Wi-Fi 7နဲ့ Bluetooth 6ကိုလည်း support လုပ်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုပြောင်းရတာကြတော့ဒီ MacBook Air ရဲ့ base model မှာ internal storage က512GB နဲ့လာမှာဖြစ်ပါတယ် M5 MacBook Air မှာပါလာတဲ့ SSD ကကြတော့လေ M4 MacBook Air ထက်ဆိုင်ပို့ပြီးတော့မြန်မယ်လို့ပြောပါတယ်ဆိုတော့အခုလိုမျိုး feature update တွေအသစ်ပါလာပေမဲ့ M5 MacBook Air ကဈေးကို$1099နဲ့ပဲစပြီးမိတ်ဆက်တယ်ပေါ့နော်ဆိုတော့ဒေါ်လာ100ပဲပုံများတယ်ဆိုပေမဲ့ center stage camera လည်းရမယ်ပြီးတော့အဓိကကတော့ storage ပေါ့နော် storage က 512GB နဲ့စရမယ်ဆိုတော့ဒီဒေါ်လာ100ပေးဝယ်ရတာတန်တယ်လို့ပြောလို့ရပါတယ်ဆိုတော့အခုဒီ uni တက်တဲ့သူတွေပြီးတော့တခြားရုံသုံးကျင်တဲ့သူတွေ MacBook Air ဝယ်ဖို့ချောင်းနေတဲ့သူတွေဆိုရင်တော့ဝယ်လို့ရပါပြီအခုဒီ M5 MacBook Air အတော်လေးတန်သွားပါပြီ